ဖြစ်တယ်စစ်သားကြီးရဲ့တဲ့နဲ့ဥဒ္ဒါလေးပကံပြည်လန်းကိုဆက်ခဲ့သူရှိရဲ့ကျင်းနာသူကိုနဲ့ချစ်ခဲ့ပြီးမှသူတစ်ပါးခုစမဆိုရင်ရတာကြုံဖို့ရမယ်ရာဇဝင်မှာသူရဲ့ကောင်းချီးဖြစ်တဲ့စစ်သားကြီးရဲ့တဲ့နဲ့ဥက္ကဋ္ဌနဲ့ပကံပြည်လန်းကိုဆက်ခဲ့သူရှိရဲ့ရန်သူကိုဖြိုခွင်းကပေးခဲ့ဘူးတဲ့ကျေးဇူးကြောင့်ရဲ့ဥဒ္ဒါရှင်ချစ်ကြည်ရဲ့မို့ရွှေလန်းတွေခင်းလို့ရဲ့သမီးတော်ကိုွယ်ပကံမင်းထားစစီပြင်းလေညနေသူရဲ့အခုတော့ဖြစ်ပြီးလာချစ်ရဲ့ချစ်ချင်းရဲ့အပြန်ငကိုတိုင်းတဲ့ထားလို့ရဲ့ဒီနိုင်ငံရဲ့ကြောင့်ွယ်လွန်ရည်ကိုမတွေ့နိုင်ပါနဲ့ဆုံးရှုံးစေတော့ချစ်ရဲ့ဆွေရတော့မဲ့ခင်ငယ်လူရရပူပြင်းခဲ့ပါစေသူမသိအောင်နေပြပါမယ်ယင်းနေမှချွေတဲ့မြဲရဲ့မိမသိအောင်ချွေမဲ့ချစ်ရဲ့ကိုကိုရဲ့ဆုံးရှုံးလို့ပေါ်လာရတယ်ကိုကိုရဲ့ရင်ထမ်းမနေအရတယ်ချစ်တယ်အော်တိတ်ချစ်တယ်အတင်းနဲ့အောင်ချီရပါမယ်ချမ်းစစ်သားကြီးရဲ့အချစ်ရှုံးမို့လက်ကြည့်တော့လမ်းကိုအသေးနဲ့ခင်ခဲ့နေဒီတောင်လောကနော်